Premier League ဆိုတဲ့ပြိုင်ပွဲတစ်ကြီးစတင်ပါပြီ။ August 15 1992မှာနာမည်သစ်ဖလားသစ်နဲ့ပြိုင်ပွဲကြီးစတင်ခဲ့ပြီးတော့800ရာသီတုန်းကပထမတန်း League မှာကစားခဲ့တဲ့အတိုင်း22သင်းပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။ Middlesbrough နဲ့ Ipswich Town, Blackburn တို့ဟာ League သစ်ကြီးစီတန်းလာတဲ့ပထမဆုံးကလပ်တွေဖြစ်ခွင့်ရခဲ့ကြပါတယ်။ရုပ်သံထုတ်လွှင့်မှုကနေဝင်ငွေတွေပုံမရရှိလာတာနဲ့အညီကလပ်အသင်းတွေဟာလည်းကစားသမားကောင်းတွေကိုဈေးကြီးကြီးပေးပြီးခေါ်ယူလာခဲ့ကြပါတယ်။တန်းလာတဲ့ Blackburn ဟာ Southampton ကနေ22နှစ်ပဲရှိသေးတဲ့အင်္ဂလန်တိုက်စစ်မှုအလန်ရှီယာကိုပေါင် 3.3 သန်းနဲ့ခေါ်ယူပြီးပြည်ထိန်စံချိန်တင်ပြောင်းရွှေ့ကြီးဖြစ်စေခဲ့ပါတယ်။ Manchester United, Aston Villa နဲ့ Norwich City တို့3သင်းဟာချန်ပီယံဆုအတွက်အပြိုင်ခဲ့ကြပါတယ်။ရာသီအကုန်မှာတော့ Manchester United အသင်းချန်ပီယံဖြစ်လာခဲ့ပြီးတော့26နှစ်ကြာအမှတ်ပေးချန်ပီယံဆုနဲ့ဝေးကွာနေတာကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဒုတိယနေရာက Aston Villa ကို10မှတ်ဖြတ်ပြီးတော့ပါ1986မှာ Manchester United နီးပြဖြစ်လာတဲ့ Alex Ferguson ရဲ့ပထမဆုံးအမှတ်ပေးချန်ပီယံဆုလည်းဖြစ်ခဲ့ပါတယ်။နိုဝင်ဘာအကုန်လောက်မှာ Leeds United ကနေပေါင်1သန်းနဲ့ခေါ်ယူလိုက်တဲ့ပြင်သစ်တိုက်စစ်မှု Eric Cantona ဟာ Manchester United ကိုအများကြီးအကျိုးပြုပေးခဲ့ပါတယ်။ Cantona မရောက်ခင်တုန်းက Manchester United ဟာအဆင့်10မှာရှိနေကြတာပါ။ Crystal Palace တန်းလာတဲ့ Middlesbrough နဲ့အမာခံကစားသမားတွေထုတ်ရောက်ခဲ့တဲ့ Nottingham Forest တို့ကတော့ Premier League သမိုင်းမှာပထမဆုံးတန်းဆင်းရတဲ့အသင်းတွေဖြစ်လာခဲ့ကြပါတယ်။ Arsenal ကတော့ FA Cup နဲ့ League ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။ရာသီအကုန်မှာတော့ချန်ပီယံ Manchester United ဟာ Nottingham Forest ရဲ့22နှစ်အရွယ် Ireland ကွင်းလယ်လူ Roy Keane ကိုခေါ်ယူခဲ့ပါတယ်။အလန်ရှီယာကို United လက်ထဲကနေဖျက်ခုတ်ခဲ့တဲ့ Blackburn တို့ကလည်း Roy Keane ကိုခေါ်ယူခြင်းခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ United က Blackburn ကိုလက်စားပြန်ချေခဲ့ပြီးရှီယာကိုဝယ်တော့က Blackburn တင်ထားတဲ့ပြည်ထိန်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးကိုလည်းပေါင် 3.6 သန်းနဲ့ရိုက်ချိုးသွားခဲ့ပါတယ်။ Norwich ကဂိုးကွာခြားချက်အနှုတ်4နဲ့အဆင့်3ကိုရခဲ့ပြီးတော့ဒီကနေ့အထိ Premier League ကနေဥရောပဝင်ခွင့်ရသမျှအသင်းတွေထဲမှာဂိုးကွာခြားချက်အနှုတ်ဖြစ်တဲ့တသင်းထဲသောအသင်းဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။မနစ်က Champions League United ဟာအဆင့်7နဲ့ရာသီပိတ်သိမ်းခဲ့ရပြီးတော့တန်းဆွန်းလူနီးပါးဖြစ်ခဲ့ရပါတယ်။ Defending Champion တွေထဲမှာအဆင့်အနှိမ်ဆုံးနဲ့ရာသီပိတ်သိမ်းတဲ့အသင်းဖြစ်လာခဲ့တာပါ။1993 January 26မှာကစားခဲ့တဲ့ Wimbledon နဲ့ Everton တို့ပွဲကတော့ပရိသတ် 3000 သာလာရောက်ကြည့်ရှုခဲ့ကြပြီးတော့ Premier League သမိုင်းတစ်လျှောက်လုံးမှာပရိသတ်အနည်းဆုံးပွဲစဉ်အဖြစ်စာရင်းဝင်သွားခဲ့ပါတယ်။1993-94 ရာသီကတော့ Manchester United အသင်းရဲ့တကူတော်ရှိုးပွဲဖြစ်ခဲ့ပါတယ်။ Alex Ferguson ရဲ့အသင်းဟာစတုတ္ထမြောက်ပွဲစဉ်ပြီးကတည်းကအမှတ်ပေးစရာကိုဦးဆောင်ခဲ့ပြီးရာသီပိတ်ချိန်မှာဒုတိယနေရာကနေ Blackburn အသင်းကို10မှတ်အသာနဲ့ဗိုလ်ဆွဲသွားခဲ့တာပါ။ United ဟာ FA Cup မှာလဲ Chelsea ကို4ဂိုးပြတ်အနိုင်ကစားပြီးတော့ Premier League ခေတ်မှာအမှတ်ပေးဖလားနဲ့ရှုံးထွက်ဖလားကိုတပြိုင်တည်းရယူနိုင်တဲ့ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။သူတို့ဟာ League ဖလားမှာလဲဘိုးလူပွဲအထိရောက်ခဲ့ပေမဲ့ Aston Villa ကိုရှုံးနိမ့်ခဲ့တာကြောင့်ပြည်ရင်းဖလား3လုံးအောင်ပွဲနဲ့ဝေးခဲ့ရပါတယ်။မနစ်ကရာသီတုန်းကဒဏ်ရာကြောင့်အကြာကြီးနားနေခဲ့ရသလိုဒီရာသီမှာလည်းနေရာမရခဲ့တဲ့အသင်းကောင်းဆောင်ကြီး Brian Robson ဟာရာသီအကုန်မှာ Manchester United နဲ့လမ်းခွဲခဲ့ပြီး Middlesbrough အသင်းစီကိုကစားသမားနည်းပြအဖြစ်ပြောင်းရွှေ့သွားခဲ့ပါတယ်။ Roy Keane နဲ့ Paul Ince တို့က Ferguson ရဲ့အမာခံကွင်းလယ်အတွဲဖြစ်လာခဲ့ပြီးတော့ Mike Phelan, Dion Dublin တို့လည်းအသင်းကနေထွက်ခွာသွားခဲ့ကြပါတယ်။အဲ့ဒီရာသီမှာပဲ Blackburn ဟာ Scotland တိုက်စစ်မှု Chris Sutton ကို Norwich City အသင်းစီကနေပေါင်9သန်းနဲ့ဝယ်ယူပြီးအပြောင်းရွှေ့စံချိန်သစ်ကိုထပ်တင်ခဲ့ပြန်ပါတယ်။ဒီခေါ်ယူမှုဟာနောက်ရာသီမှာတော့ Blackburn ကိုအံ့ဖွယ်ဒဏ္ဍာရီဇလန်းတစ်ပုဒ်ဖန်တီးပေးသွားတော့တာပါပဲ။ရုပ်သံလွှင့်ခွင့်တွေကနေဝင်ငွေတွေပုံမရရှိလာမှုနဲ့အတူ Premier League ရဲ့အပြောင်းရွှေ့ဈေးကွက်ဟာလည်းဖောင်းပွာလာခဲ့ပါတယ်။1992တုန်းက2တန်းထက်မပိုခဲ့တဲ့ပြောင်းရွှေ့ကြေးတွေဟာ3ရာသီအပြီးမှာတော့ပေါင်6တန်းအထိအမြင့်ဆုံးရောက်ရှိသွားခဲ့ပါပြီ။ Manchester United အသင်းက Newcastle တိုက်စစ်မှု Andy Cole ကိုခေါ်ယူတဲ့အချိန်မှာပေးချေခဲ့တာပါ။ Football League အောက်မှာတုန်းကပေါင်2တန်းဆိုတာအရေးများတဲ့ပမာဏဖြစ်ခဲ့ပေမဲ့လေ1994-95မှာတော့ပေါင်3တန်းဆိုတာလဲလက်ပမာဏတစ်ခုသာဖြစ်သွားခဲ့ရပါပြီ။
1994-95 ဘောလုံးရာသီမှာ Blackburn Rovers အသင်းဘိုးဆွဲခဲ့ပြီးတော့အဆင့်မြင့်တန်းချန်ပီယံဆုနဲ့82နှစ်ကြာဝေးကွာနေမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဒေသခံစီးပွားရေးလုပ်ငန်းရှင် Jack Walker ဟာ1991မှာသူချစ်တဲ့ Blackburn အသင်းကိုရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့စိတ်ကူးနဲ့ဝယ်ယူခဲ့တာပါ။9နှစ်ကြာမှပဲသူ့ရဲ့အိမ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီ။နီးပြကင်နီဒက်ဂလစ်ရဲ့အသင်းဟာရာသီပိတ်ပွဲစဉ်အထိချန်ပီယံဆုအတွက်အဆုံးဖြတ်ခံယူခဲ့ရပြီးနောက်ဆုံးပွဲစဉ်မှာလီဗာပူးကို2-1နဲ့ရှုံးနိမ့်ခဲ့ပေမဲ့လည်းမန်ချက်စတာယူနိုက်တက်ကဝက်စ်ဟမ်ကိုတရေတာကစားနိုင်ခဲ့တာကြောင့်အဲလက်စ်ဖာဂူဆန်ရဲ့အသင်းကိုတမတ်အသားနဲ့နိုင်ယူကချန်ပီယံဆုကြီးကိုစုခူးသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။နီးပြဒက်ဂလစ်ဟာတနစ်တာအကောင်းဆုံးနီးပြဆုကိုစုခူးနိုင်ခဲ့တယ်လို့တိုက်စစ်မှုအလန်ရှီယာဟာလည်း34ဂိုးနဲ့ရွှေဖနက်ဆုရှင်ဖြစ်ခဲ့ပါတယ်။မနစ်ကရာသီပိတ်ချိန်မှာခေါ်ယူခဲ့တဲ့တိုက်စစ်မှုသစ်ခရစ်ဆက်တန်ဟာအလန်ရှီယာနဲ့တွဲမိပြီးတော့ Blackburn ရဲ့အောင်ပွဲကိုထုစစ်ပုံဖော်ခဲ့ကြပါတယ်။မန်ချက်စတာယူနိုက်တက်ကတော့အမှတ်ပေးချန်ပီယံဆုကိုလက်လွတ်ခဲ့ရတယ်လို့ FA ကပ်မှာလည်း Everton ကိုဗိုလ်လုပွဲမှာရှုံးနေပြီးဒုတိယဆုနဲ့သာကျေနပ်ခဲ့ရပါတယ်။ Blackburn အသင်းရဲ့အောင်ပွဲဟာ1994-95 ရာသီရဲ့တခုတည်းသောအမှတ်ရစရာအဖြစ်မဟုတ်ခဲ့ပါဘူး။ January ထဲမှာ Manchester United တိုက်စစ်မှု Eric Cantona ဟာသူ့ကိုလောင်ပြောင်အောင်ဟစ်ခဲ့တဲ့ Crystal Palace ပရိသတ်ကိုကိုဖူးကစ်နဲ့ပြေးဝင်ကန်ကြောက်ခဲ့တာကြောင့် Manchester United အသင်းကပေါင်2သန်းတန်ငွေတက်ပြီးတော့ရာသီကုန်အထိကစားခွင့်ပိတ်ခဲ့ပါတယ်။ FA ရဲ့စုံစမ်းစစ်ဆေးမှုပြီးမှာတော့ကန်တိုနာဟာ8လပွဲပယ်ခံခဲ့ရပြီးတော့ပေါင်1000နဲ့14ရက်အချုပ်ကျသွားခဲ့ပါတယ်။14ရက်အချုပ်ပြစ်ဒဏ်ကိုတော့နောက်ပိုင်းမှာဖြေလျှော့ပေးခဲ့ပြီးလူမှုရေးလုပ်ငန်းတွေမှာနိုင်120ပါဝင်လုပ်အားပေးစေခဲ့ပါတယ်။ Chelsea ကွင်းလယ်လူ Dennis Wise ကလည်းတက်ဆီမားတစ်ယောက်ကိုထိုးနှက်တိုက်ခိုက်မှုကြောင့်1300လကျခံဖို့အမိန့်ချခံခဲ့ရပါတယ်။ဒါပေမဲ့အယူခံဝင်မှုအောင်မြင်ပြီးမှာတော့ပြစ်ဒဏ်မကျခံခဲ့ရပါဘူး။အဆန်နေရဲ့အားထားရတဲ့စတာကွင်းလေကစားသမားပေါမာဆင်ကတော့သူဟာအရက်ဆွဲနေသူတယောက်ဖြစ်တာကိုထုတ်ဖော်ဝေဖန်ခဲ့တယ်လို့ကိုကင်းသုံးဆွဲမှုလောက်ကစားမှာနေမွနေမှုတို့ကိုဖွင့်ရခဲ့လို့အားလုံးအံ့အားသင့်ခဲ့ကြရပါတယ်။ရာသီအကုန်မှာတော့အာဆင်နယ်အသင်းဟာ9နှစ်ကြာကင်တွယ်ခဲ့တဲ့နီးပြဂျော့ဂရီဟန်နဲ့လမ်းခွဲခဲ့ပါတယ်။ဂရီဟန်ဟာနော်ဝေအေဂျင့်ရိုဟစ်စီကနေလက်ထိုးငွေရယူပြီးတော့နော်ဝေနဲ့ဒိန်းမတ်ကစားသမားတဦးစီကိုအသင်းထံခေါ်ဆောင်ပေးမှုကြောင့်အာဆင်နယ်ကနေထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီးတော့ FA ကလည်းနီးပြလိုင်စင်ကိုတစ်နှစ်ရုပ်သိမ်းခဲ့ပါတယ်။ဂရီဟန်ဟာ9နှစ်ကာလအတွင်းမှာအာဆင်နယ်ကိုအမှတ်ပေးချန်ပီယံ2ကြိမ် League Plus 2ကြိမ်နဲ့ FA Cup နဲ့ Cup Winners' Cup 2ကြိမ်စီရယူပေးနိုင်ခဲ့တဲ့သူပါ။ဂရီဟမ်နဲ့လမ်းခွဲရမှုဟာအဆက်နဲ့အတွက်ခေတ်သစ်တစ်ခုကိုအစပြုဖို့ဖြစ်လာစေခဲ့ပါတယ်။1994-95 ရာသီရဲ့နောက်ထပ်ထူးခြားချက်ကတော့အသင်းလေးသင်းတန်းဆင်းခဲ့ရတာပါပဲ။အမှတ်ပေးပြိုင်ပွဲကို22သင်းကနေအသင်း20အထိရှော့ချဖို့ FIFA ကတောင်းဆိုခဲ့တာကြောင့်အဆင့်19ကနေ22အထိတန်းဆင်းခဲ့ရပြီးတော့ Crystal Palace, Norwich City, Leicester City နဲ့ Ipswich Town အသင်းတို့တန်းဆင်းသွားခဲ့ကြရပါတယ်။တန်းအသင်းကိုလည်း3သင်းအစား2သင်းသာခွင့်ပြုခဲ့ရပြီးတော့ Middlesbrough နဲ့ Bolton တို့တန်းတက်လာခဲ့ကြပါတယ်။ Manchester United ဟာ Ipswich Town အသင်းနဲ့ပွဲမှာ9-9မရှိရလက်နဲ့နိုင်ရခဲ့ပြီးတော့ Premier League သမိုင်းတစ်လျှောက်ပထမဆုံး9သွင်းနိုင်တဲ့အသင်းအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။1995-96 ရာသီကစပြီးတော့ဒီကနေ့မြင်တွေ့နေရတဲ့အသင်း20ပြိုင်ပွဲကိုအစပြုခဲ့တော့တာပါပဲရှင်။